လေရင်ချင်းဖြတ်ကျော်သွားပြီးနောက်မှာရီကိုဟာရန်သူနဲ့ပူပူပြီးနီးကပ်လာနေခဲ့တယ်ဗျတွေးတွေခေါင်းထဲကနေအောက်ကိုစီးကျသွားတယ်လို့ခံစားရတဲ့အထိပါပဲဗျသူ့လေရင်ကိုအကုတ်ဆွဲတင်ပြီးမိတ်29ကိုပြစ်မှတ်ထဲဝင်လာအောင်ရီကိုစူးစမ်းနေခဲ့တယ်အပေါ်ဘက်မှာတော့မိုးဟာသူ့ခေါင်းဆောင်တိုက်ခိုက်နေတာကိုမြင်ပြီးဝင်ကူဖို့ပြင်ဆင်နေပြီဗျဒါပေမဲ့ရီကိုကတိနေတယ်လေဒီတစင်းကသူ့အပိုင်ပဲဆိုတာကိုမိတ်29ဟာပြန်လှည့်လာပြီးနှစ်ဖက်စလုံးအရှိန်ပြင်းစွာနဲ့ဖြတ်ကျော်သွားကြတယ်ဗျအသေးရစရာပါဗျအမြင့်ပေတွေကလည်းကုံဆုံးလာတာပေါ့ဗျာအဲ့ဒီမှာပဲရီကိုဟာတန်းကြီးဖိအားကိုအန်တူရင်လေရင်ကိုဆွဲတင်လိုက်တယ်ဗျပြီးတော့သူစောင့်နေတဲ့မြင်ကွင်းရောက်လာခဲ့တာပေါ့မိုက်29ဟာသူ့ရဲ့ပြစ်မှတ်ကွင်းထဲကိုဝင်လာနေပြီဗျရီကိုက M9 side window ကိုရွေးချယ်လိုက်ပြီးနောက်ဆုံးတတ်မှတ်ချက်အတွက်ပြင်ဆင်လိုက်တယ်ဒါပေမဲ့ Iraq လေတူရဲကအဲ့ဒါကိုမြင်သွားခဲ့တယ်ဗျသူ့အနေနဲ့လည်းဘာပဲဖြစ်ဖြစ်နောက်ဆုံးမျောလင့်ချက်အနေနဲ့သူ့လေရင်ကိုစောက်ထိုးလန်ပြီးတဲကန်နာရာစီကိုတက်ထိုးဆင်းသွားခဲ့ပါလေရောရီကိုကနောက်ကနေလိုက်မစင်းပဲလေရင်ကိုအပေါ်ဘက်ဆွဲတင်ပြီးသူ့ကိုလွတ်ပေးလိုက်တယ်ဗျသူ့အတွက်တော့ပလိုင်းနဲ့ကဖားဖဲချိန်ရိုက်တက်ပေါ့ဗျာဒါပေမဲ့မိတ်29အတွက်မှာတော့ GPR တွေကလေသူရဲကိုအနိုင်ယူနေခဲ့ပြီးသူအရှိန်မြင့်စနစ်ကိုအမြင့်ဆုံးအထိတင်လိုက်ပေမဲ့တဲတွေဟာလေကာမန်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့တယ်မိတ်29ရဲ့အင်ဂျင်တွေတန်တွေကပောက်ကွဲလူမတက်ကိုမြည်ဟီးနေပြီဗျသူကလေရင်ဦးကောင်းကိုအပေါ်ပြန်တင်ဖို့အကုန်စူးစမ်းနေခဲ့တာဒါပေမဲ့အဲ့ဒါကခုချိန်မှမလုံလောက်တော့ဘူးဗျဇက်ရှိန်တွေကတော့မြင့်နေပြီသားကြီးတို့